ကဲပရိသတ်ကြီးတွေအားလုံးမင်္ဂလာပါကျွန်တော်တို့ဒီနေ့မနေ့ကလှုပ်ဖြစ်တဲ့အလုပ်လေးပေါ့ကျွန်တော်တို့တငယ်ချင်းများနဲ့အတူတူဒါကျွန်တော်တို့ဆော်လိုရေးလုပ်ငန်းခွင်စိုးမျိုးမှာပေါ့ဒါဒီနေ့ကျွန်တော်တို့မကောက်တဲ့ပိုက်တွေကိုဖြတ်ပြီးတော့ကျွန်တော်တို့နေရာတကျထားရတာပေါ့ဒီကကြကျွန်တော်တို့ကဒီမကောက်တဲ့ကြိုးတွေပေါ့မကောက်တဲ့ကြိုးတွေဖြတ်ကရိန်းနဲ့မတဲ့ကြိုးပေါ့ကျွန်တော်တို့အများသောအားဖြင့်ကရိန်းနဲ့လှုပ်တာများတယ်လေဆော်လိုရေးလုပ်ငန်းခွင်မှာဆိုတော့အဲဒီကြိုးတွေကိုအစ်စ်လဲအဟောင်းတွေကိုဖြတ်တောက်ပြီးကျွန်တော်တို့နေရာတကျပြန်ထားပေးရတာပေါ့ဆော်လိုရေးလုပ်ငန်းခွင်မှာဆိုရင်ဒီသူတို့ကအန်ဒီကိုမကင်းအောင်သူတို့ကတေချာစစ်ဆေးတာပေါ့ဒါကျွန်တော်တို့မြန်မာနိုင်ငံသားပြီးသားတယ်ဗျာကိုရီးယားနိုင်ငံရောက်ပြီမဲ့ကိုကတော့မဖြစ်မနေစားတာပေါ့ဒါကျွန်တော်တို့လုပ်ငန်းခွင်မှာပေါ့ကျွန်တော်ကိုကတော့အများတော့ဝါဖြစ်ပါတယ်ဒါကျွန်တော်တို့ကုမ္ပဏီပါဗျာအလုပ်မလုပ်ဘဲနဲ့ဟိုတမအချိန်ဖြုံးတဲ့လူကရှိသေးတယ်ထိုင်ပြီးတော့ဒါကတော့စတာနောက်တာပေါ့နော်ဒါပြီးတော့ကျွန်တော်တို့ကိုရီးယားနိုင်ငံသားများလည်းကျွန်တော်တို့လည်းဖော်ရွယ်ပါတယ်ကဲဗျာကျွန်တော်ဗီဒီယိုကြည့်ရှုပေးသူများအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နော် like and follow လုပ်ပေးကြပါလို့ပြောချင်ပါတယ်ကျေးဇူးပါ